မင်္ဂလာပါဒီနေ့ကျတော့ဒီစာလုံးလေးကိုလေ့လာကြမယ် American တန်နဲ့ဖတ်ပြမယ် water water ဝါအားဆိုတဲ့အတန်နောက်ပြီးတော့ T ကို American ဓာတ်ဆိုပြီးနောက်က R နဲ့လုံးပြီးဖတ်တယ် water water နောက်က R ကိုပြီးတသားထုတ်ပါတယ်နော် British တန်နဲ့ကျတော့ဖတ်ပြပေးမယ်နှစ်တန်ရှိတယ် water what အော်ရှေ့ကို stress ထားရတယ်နော်ရှေ့တန်ပူကျမယ်နောက်တန်ကိုတူတူလေးဖတ်မယ် water နောက်က R အတန်ဖြောက်ဖတ်တယ် British က water water နောက်တန်ထက်ရှိတယ် water 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 နန်းစာလုံးလေးဖြစ်ပါတယ်နော်တော်တော်များများရင်းနှီးပြီးတာရေလို့အဓိပ္ပာယ်ရတယ်ကရိယာအနေနဲ့ဆိုရင်ရေလောင်းသည်လို့အဓိပ္ပာယ်ရတယ်ဥပမာကျွန်တော်ကအပင်တွေကိုရေလောင်းပါတယ် I water the plants I water the plants ကျွန်တော်ရေတောက်ချင်တယ်ကျွန်တော်တောက်ချင်တဲ့ရေကိုချင်တယ် want to would like to လည်းရတယ်နော် want to drink I want to drink water I want to was speaking about 1 hour of it I want to drink water I want to drink water you the quite a glass of water a glass of water you tell quite 6 glasses of water 6 glasses of water ကျွန်တော်တို့ကတရက်ကိုရေ6ခွက်တောက်တင်တယ်ကျွန်တော်တို့ဒီတောက်တင်ဒီရေ6ခွက်ကိုတရက် we should drink ရေ6ခွက်က6 glasses of water in a day သုံး for a day per a day ရ we should drink 6 glasses of water in a day မြန်မာလူမျိုးတယောက်အတွက်အလွယ်ကူအယိုးရှင်းဆုံးနည်းစနစ်တစ်ခုဖြစ်တဲ့မြန်မာ English နှစ်ဘာသာဘာသာပြန်စနစ်နဲ့ English ကိုလွယ်လွယ်ကူကူနဲ့ပိုင်ပိုင်နိုင်နိုင်အချိန်တိုတွင်းတက်မြောက်ချင်တယ်ဆိုရင်တော့ Nora English စာသင်တန်းကျောင်းကနေကြိုဆိုပါရရှင်